T1 2025 ကဘလို့လူမျိုးတွေတဲ့အဆင့်ပြေမယ် SUV တစ်စီးကိုဝယ်တဲ့အခါမှာ horsepower ထက်ငါနဲ့ fit ဖြစ်ပါမှာဆိုတာကပိုရေးကြီးတယ်ဆိုတော့အဲ့ဒါကိုဒီနေ့တစ်ခါလေး retalk ပြောပြမယ် First look က honestly စိတ်ကြီးပေမဲ့ design က clean ဖြစ်တယ် heavy SUV ဘိုင်းမဟုတ်ပဲ modern urban style ပိုဖြစ်တယ်တော့ line ထဲမှာရက်ထိုင်းအောင်မှာ attention ရတယ်ဒါပေမဲ့ over မဖြစ်ဘူး balance လို့တစ်ခုရှိ Miss Gray ဆိုတာက clean smart everyday professional vibe Like ကတော့ night drive boss energy authority type တစည်းထဲတောင်မှ personality ကနှစ်မျိုးကွဲသွားနိုင်တယ်ကို့အနေနဲ့ style ပေါ် beauty ပြီးတော့ totally ပြောင်းသွားနိုင်တယ် front design က strong character line တွေသုံးထားပြီးတော့ LED light တွေ signature က night driving မှာ luxury SUV feel ကိုပို့ပြီးတော့မြင့်တင်ပေးနိုင်တယ် interior design က technology နဲ့ comfort ကို balance လုပ်ထားတယ် premium seating comfort နဲ့ drive လုပ်နေတာမဟုတ်ပဲ experience တစ်ခုခံစားနေရတယ်တူတယ် premium sitting comfort last mat display drive oriented cockpit design long trip သွားတဲ့အခါမှာ driver မပင်မအောင် design လုပ်ထားတာကို customer တော်တော်များများကသဘောကျကြတယ် bus seat ထိုင်တဲ့အခါမှာ less space ကတော်တော်ရတယ် SUV တစ်စီးအနေနဲ့ family use လုပ်လို့ရတဲ့ level တစ်ခုတော့ရှိတယ် long trip တက်လည်းလူမပင်မရအောင် setup လုပ်ထားပြီကားတစ်စီးကိုရွေးချယ်တယ်ဆိုတာ space ကိုမဟုတ်ကိုနေတိုင်းနေထိုင်မဲ့ space ကိုရွေးရမယ်ဆိုတော့အဲ့ဒါလေးတော့မေ့မထားနဲ့နော်ဒီမိုက်စားကားလေးနှစ်စီးကို showroom မှာလည်းချိပြီးတော့ဝယ်ယူနေဆိုလို့ရှိရင်တော့0951970660ဖြစ်စေ page ချက်ပေါက်ကနေဖြစ်စေဆက်သွယ်ဆောင်စာမင်းညနိုင်ပါရှင်ဆိုတော့ YouTube ရဲ့အတွက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် bye bye